ခင်ဗျားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ရှောင်ရမယ့်လူတွေတချို့အကြောင်းကိုကျွန်တော်ပြောပြမယ်ကျွန်တော်လောကီပညာနဲ့ပတ်သက်ပြီးတော့ခင်ဗျားကိုသတိပေးချင်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ချမ်းသာခြင်းကြီးပွားခြင်းငွေကြေးအဆင်ပြေစေခြင်းအမြဲတမ်းညီးညူနေတဲ့လူတွေကိုရှောင်မှာနော်တချို့ဆိုရှိတယ်လေပတ်စံမရှိဘူးအမြဲတမ်းညီးနေတာအဲ့လိုလူမျိုးတွေကိုချင်းနေရှောင်နောက်တစ်ခါနော်အမြဲတမ်းပဲငွေကြေးနဲ့ပတ်သက်လာရင်လိန်ညာလှက်ပတ်ကောက်ကွေ့တတ်တဲ့သူတွေကိုလည်းအမြဲတမ်းရှောင်နံပါတ်3မှာကြတဲ့အခါကျတော့ကြက်တီမင်္ဂလာမရှိတဲ့စကားတွေကိုအမြဲပြောတဲ့သူတွေနော်ဥပမာပေါ့ဆဲဆုံနေတဲ့သူတွေအမြဲတမ်းရှုံရင်းချမ်းတဲ့စကားတွေပြောနေတဲ့သူတွေဒီလိုလူမျိုးတွေကိုရှောင်ပါအဲ့လိုမျိုးပတ်ဝန်းကျင်ကောင်းတဲ့အပေါင်းအသင်းကောင်းတဲ့တွေ့မှသာခင်ဗျားချမ်းသာနိုင်တယ်မကောင်းတဲ့အပေါင်းအသင်းတွေချားမှာမကောင်းတဲ့လူတွေချားမှာခင်ဗျားနေရမယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ဟာဖုံးတကူဩဇာအာဏာတွေဆုပ်ယုပ်တယ်ဒါကြောင့်မလို့မင်္ဂလာရှိတဲ့စကားကိုပြောတတ်တဲ့သူနဲ့ပေါင်းမှာမနီးမညူတတ်တဲ့သူတွေနဲ့ပေါင်းမှာခင်ဗျားဘဝဟာလူတိုင်းကရလာပါလိမ့်မယ်ကျွန်တော်တို့တွေဟာပတ်ဝန်းကျင်ဟာကျွန်တော်တို့အတွက်အလွန်အရေးကြီးပါတယ်ဒါကြောင့်မလို့လူမိုက်ဆိုရင်ရှောင်တွေလွဲလို့ပြောကြတာလေပတ်ဝန်းကျင်ဒီအလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်မိမိရဲ့ပတ်ဝန်းကျင်အပေါင်းအသင်းကိုကျွန်တော်တို့ဟာဂရုစိုက်ပြီးတော့ပေါင်းရပါလိမ့်မယ်ချမ်းသာခြင်းကြီးပွားခြင်းဒီလိုလူမျိုးတွေကိုရှောင်ရပါလိမ့်မယ်